ကဲဒီနေ့ညကညွန့်ချောစားပါမယ်ကညွန့်လေးကိုဖျားပိုင်းလေးပဲယူမှာမလို့ဘေးကအမြင်လေးပါညီလှုပ်ရှုပ်ခံပြီးခွာမနေတော့ပါဘူးမနေ့ကကြံတဲ့ဝတ်သားလေးရဲ့ sausage ကမုံလောင်းကြီးလေးရဲ့ထည့်မယ်ပေါ့နော်ကဲပထမဆုံးအပူချိန်လေးကိုအရင်မညှင့်မယ်နဲ့ပေါ့နော်နွေးနွေးလေးနဲ့ပဲကညွန့်လေးကိုထည့်လိုက်မယ်စီပူလေးမှာပြီးလို့ရှိရင်ကိုလိုအပ်တဲ့ဟင်းခမ်းမုတ်တွေထည့်ပြီးတော့မှွေမယ်နောက်မှဝတ်သားလေးကိုထည့်ဝတ်သားကလည်းမလုတ်ခင်မှာတည်းကနေထားလိုက်ပေါ့နော်တိတ်တော့မကြပါဘူးအချိန်လေးကဒါလေးချက်တာနည်းနည်းပဲကြာတယ်ပြီးတော့လို့ရှိရင်မုံလောင်းနေလေးထည့်မယ်ပြီးရင်တော့ sausage တွေထည့်မယ်ပေါ့ပြီးရင်မီအပူချိန်လေးကိုရှော့ရင်ရှော့မရှော့လို့ရှိရင်နည်းနည်းလေးလိုအပ်တယ်လို့လေးတင်ပြီးတော့အဖုံးလေးအုပ်ချင်နဲ့အုပ်ပြီးတော့မှွေလိုက်အုပ်လိုက်လေးလုပ်ပြီးတော့ကြော်ရပါမယ်နောက်ဆုံးချကန်ဒီမှာ QC လေးထည့်ပါမယ်ရတာလေးပိုကောင်းအောင်โอเคကညွန့်ကြော်လေးရပါပြီဒီကညွန့်ကြော်လေးကိုကြော်ချိန်က15မိနစ်လောက်နဲ့ရပါတယ်အစားဆုံးလုပ်ပြီးချိန်လေးပေါ့နော်တိတ်မကြပါဘူး